အားလုံးပဲမင်္ဂလာပါအရိုးရာရဲ့ဒုတိယမြောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပြန်ပြီနော်ဒီဗီဒီယိုလေးမစခင်ကျွန်မတစ်ခုလောက်တောင်းပန်ချင်ပါတယ်အခုတော့ကျွန်မအနေနဲ့မကောင်းဖြစ်နေလို့အတန်းလေးနည်းနည်းပြောင်းနေနိုင်ပါတယ်နော်ဒါပေမဲ့ဒီလိုမျိုးမကောင်းဖြစ်ပြီးနားနေရတဲ့အချိန်မှာအရေးကြီးတဲ့အသည့်တစ်ခုရလာခဲ့ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်မတို့နေမကောင်းဖြစ်ပြီးဆိုတာနဲ့လုပ်ငန်းတွေပြက်ကွက်ရလို့ဝင်ဝင်တိကျရုံနဲ့မကပါဘူးစုထားတဲ့ပတ်စံတွေရတယ်စီဝါကရင်းတွေအကုန်ကုန်သွားနိုင်ပါတယ်ရှင်တကယ်ချင်းလို့ရောအပင်ပန်းကန်ဆူဆောင်းထားတဲ့ပတ်စံတွေကစီးရုံတခါတက်လိုက်ရုံနဲ့ကုန်သွားနိုင်တယ်ဆိုတာကိုသတိထားမိကြပြီလားတကယ်တော့ကျမရဲ့ view site တာကပတ်စံတီးသန့်ဆိုတာထပ်တောင်ပို့ပြီးတော့ထိရောက်တဲ့ငွေစုနည်းတစ်ခုပါပဲကြိုတင်ကာကွယ်ခြင်းကကုသခြင်းထက်ပိုသက်သာတယ်ဆိုတဲ့အတိုင်းကျမတို့ကြိုတင်မကာကွယ်ခဲ့ရင်ဘာဖြစ်မလဲကြည့်အောင်နော်ဥပမာပြောပြရမယ်ဆိုရင်တော့အစာအိမ်ယောဂဖြစ်ပါတယ်။ကျမတို့အပြင်စားတွေခဏခဏစားမယ်အဆက်တွေလွန်ကျွံစားမယ်အစာစားချိန်မမှန်ဘူးဆိုရင်အစာအိမ်ယောဂဖြစ်လာနိုင်ပါတယ်။အဲ့လိုဖြစ်လာတဲ့အခါမှာဆေးခန်းတစ်ခါသွားပြရင်ဆေးဖို့လမ်းဆေးနဲ့အနည်းဆုံး2000 3000အသာလေးကုန်ပါတယ်နော်။ဒါရိုးရိုးဆေးခန်းပြတာပဲရှိပါသေးတယ်နော်။အဲ့ဒီအစာအိမ်မှာတနက်ရှင်းရှင်းချက်စားမယ်ဆိုရင်ပတ်စံလည်းအကုန်သက်သာသလိုရေရှည်မှာဆေးဖို့ကလည်းလုံးဝမကုန်နိုင်တော့ပါဘူးရှင်။ဒါဆိုကျမတို့ဘလို့အလေးအကျင့်လေးနဲ့ပတ်စံစုကြမလဲ။ကဲပထမဆုံးအချက်ကရေများများတောက်ပါ။ကျမတို့အပြင်သွားတဲ့အချို့ရေတဘူးဝယ်တောက်မယ့်အစားရေတန်မူးလေးစောင့်သွားကြည့်ပါနော်။တစ်ရက်ကိုအချို့ရေဘူး2000စုနိုင်ရင်တော့တစ်လကို6000စုမိသွားပါပြီ။ကျမရဲ့အတွက်လည်းကောင်းအသားရည်လည်းလှသလိုအဆန်လည်းတကယ်စုမိပါတယ်ဒုတိယအချက်အနေနဲ့ကတော့လမ်းလျှောက်ပါဂျင်းသွားဖို့အချိန်မပေးနိုင်ရင်တော့တနေ့ကိုမိနစ်20လောက်အနည်းဆုံးလမ်းလျှောက်ပေးပါနော်ဒါကဂျင်းဖို့မကုန်မဲနဲ့ကိုယ်လက်လှုပ်ရှားမှုရစေတဲ့အပြင်နှလုံးနဲ့သွေးတိုးယောဂတွေကိုကြိုတင်ကာကွယ်ပေးရမို့လို့နောက်တစ်ချိန်မှာကုန်ကြမယ်သိန်းပေါင်းများစွာသောဆေးဖိုးတွေကိုအလိုလျောက်စုပေးနေရတဲ့အတူတူပါပဲတတိယအချက်ကတော့အိတ်ချိန်မှန်မှုပါဒါပတ်စံတပြားမှမကုန်တဲ့နည်းလမ်းလေးပါအိတ်ချိန်မှန်ရင်စိတ်ဖိစီးမှုလျှော့ချမယ်အလုံးလုံးတဲ့အခါပိုပြီးတက်ကြွမယ်စိတ်ဖိစီးမှုကြောင့်ဖြစ်ရတဲ့နောက်ဆက်တွဲရောဂါတွေမဖြစ်တော့တဲ့အတွက်ဆေးရုံသွားရမယ့်အချိန်တွေကိုလျှော့ချပေးနိုင်ပါတယ်နော်ညီုံချုပ်အနေနဲ့ပြောချင်တာကတော့ကျမတို့ပတ်စံရှာနေတဲ့အချိန်မှာကိုယ့်ရဲ့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကကိုယ့်ရဲ့ခန္ဓာကိုယ်ပါပဲနော်စမ်းမာနေမှာဒါရှာထားတဲ့ပတ်စံတွေကိုစိတ်ချမ်းသာစွာသုံးစွဲနိုင်မှာဖြစ်တယ်လို့ပတ်စံကိုလည်းဆက်ပြီးတော့ရှာနိုင်မှာဖြစ်ပါတယ်။အဲဒါကြောင့်ဒီနေ့ကစပြီးတော့ပတ်စံကိုပဲစုမနေပဲနဲ့ကိုယ့်ရဲ့ကျမ်းမာရေးကိုလည်းရှင်းလင်းပြနေကြရအောင်တကယ်ချင်းလို့နော်။သင်ကျမ်းမာရေးကသင်အကြီးမားဆုံးသောပိုင်ဆိုင်မှု asset ကိုဆိုတာမမေ့ပါနဲ့။ဒီဗီဒီယိုလေးကတကယ်ချင်းတို့အတွက်အကျိုးရှိနေဆိုရင် like and share လေးလုပ်ပြီးတခြားသူတွေကိုလည်းဝေမျှပေးပါဦးနော်။အားလုံးလည်းကျမ်းမာချမ်းသာကြပါစေရှင်။